ကျွန်တော်အဲ့ဒါကိုတီးပြီးတော့ရှင်းရှောက်ဆက်ပြီးတော့ကျွန်တော်တင်တဲ့အထိ
ဆက်ပြီးတော့ပေါင်ပတ်တဲ့အားနဲ့ချက်နဲ့လှုပ်ဆောင်သွားမဲ့အပြစ်တွေအတွင်းကဲချွတ်မဲ့အဲ့ဒီအရှင်ကကားတိုင်းမှာတစ်ချိန်နဲ့တခါတည်းနဲ့အတိတ်ကောပြစ္ဆုတ်ပိုင်ဘက်ကောအနာဂတ်ဘက်ကောအပြစ်အားလုံးကိုကဲချွတ်သွားပြီးတဲ့အဲ့ဒီသူထိုသူရဲ့လောက်ရကျွန်တော်အပြစ်ကိုကဲချွတ်ပြီးတဲ့ကားတိုင်းမှာအသေးခံပြီးတဲ့ဂတိတော်ကအသွေးနဲ့ကျွန်တော်အပြစ်ကိုဆေးကြောပြီးတဲ့ကြုံပြီးတော့တောင်းရမြောက်မှာရှင်ပြန်ထမြောက်တယ်ကျွန်တော်ကောင်းမှုကိုယ်တော်ကြောင့်မဟုတ်ဘူးဘုရားပြုတဲ့အဲ့ဒီကျေးဇူးတော်ဘုရားပြုတဲ့အဲ့ဒီကောင်းမှုဆိုတဲ့အဲ့ဒီဘုရားရဲ့လောက်ရကျွန်တော်တို့ကိုကဲချွတ်ပြီးတဲ့ကဲတင်ရှင်ထိုသူကိုလက်ခံကြရတော်သူသည်ဘုသောကိုရောကိုယုံကြည်တဲ့သူလက်ခံတဲ့သဘောတူတယ်ပြီးတော့အဲ့ဒါဟုတ်ပါတယ်ကျွန်တော်အဖြစ်ကိုကဲချွတ်ပေးတာပါကျွန်တော်မရေသောစရာမလိုတော့ဘူးကျွန်တော်ဒီထိုသူရဲ့လောက်ရကိုလက်ခံတဲ့အခါမှာကျွန်တော်ဒီထာဝရဒုက္ခချမ်းသာဝင်စားဖို့ကျေးဇူးနဲ့ဂရုဏာခံစားပါဆိုတဲ့ဂတိတော်ကိုလက်ခံပြီးတော့ယုံကြည်သူတွေဖျားပေးတဲ့နောက်ထပ်အရာရာကပါလဲဆိုတော့ဖျားသားဒါဆိုဖျားသားမဖြစ်ခင်ကကျွန်တော်တို့ကဖျားသားမဖြစ်သေးတဲ့သူထိုသူကိုလက်ခံမှဖြစ်တဲ့အရာရာကဖျားသားဒါဆိုရင်ထိုသူကိုလက်မခံခင်ကဖြစ်တဲ့အရာရာကဖျားသားမဟုတ်တဲ့စာတန်ရဲ့သားအပြည့်ရဲ့ကျွန်ရဲ့သားဒါကိုသဘောပေါက်နားလည်ဖို့လိုတယ်ဒါကြောင့်လို့အရာနားလည်ဖို့အရှုံးပေးဖို့လို့ပြောတဲ့အခါမှာအပြစ်သားနေရာကနေကိုရောကိုအပြစ်သားဆုတောင်းတယ်လို့လားဆုတောင်းနေမရနော်အခါတည်းကျွန်တော်အပြစ်သားဆုတောင်းတယ်ကိုနားနားမှာအပြစ်သားနဲ့ဖျားဆက်ဆက်လို့မရအပြစ်သားနဲ့ဖျားနဲ့မနေဘူးသင်ဟာဂျေဇုတော်ကြောင့်ဖျားသားလို့သင်ရဲ့အရာကိုသင်မယုံလို့သင်သဘောမပေါက်တဲ့ဒီကနေ့သင်ဒီအဲ့ဒီတန်ရှင်းတဲ့ဖျားနဲ့ဘလို့မှဆက်ဆက်လို့မရဆက်ဆက်လို့ရအောင်လေဖျားသားဖြစ်အောင်လေကြိုးစားမှုနဲ့ကောင်းမှုကုသိုလ်ကမရဘူးဆိုတာချမ်းသာမှာအတိအကျပါပြီသားကိုကုသိုလ်ကြောင့်ကဲတင်တော်မူခြင်းလို့ရောက်ပြီမဟုတ်နော်ဒါကြောင့်အနာဂတ်ကျမ်းနဲ့ပါဠိတော်ကျမ်းတို့ကိုအမြဲမချင့်တော်သူတိုင်းချိန်တော်မူခြင်းကိုခံစေကြသည်လို့အတိအကျပြောတဲ့ဂလာတိ3:30ကိုကုသိုလ်ကြောင့်ကဲတင်ခြင်းလို့မရဘူးဆိုရင်အေဖက်ခန်းကြီးနဲ့ငယ်ကိုအတိအကျပါတယ်ဒါကြောင့်ဖျားသားဖြစ်ဖို့ကလည်းတင်ဒီလောက်ဆောင်မှုစူးစမ်းမှုကုသိုလ်ကောင်းမှုနဲ့မဟုတ်ဘူးဘာလို့လဲထိုသူကိုလက်ခံဖို့ထိုသူကိုတင်ဒီအပြစ်သားဆိုတဲ့တည့်ရဲ့တဘာဝတည့်ရဲ့ဗီဇာကအာရကနေစင်သက်လာတဲ့ငရဲသွားမဲ့အပြစ်သားရဲ့တဘာဝထက်ကနေဖျားသားဖြစ်အောင်အဖို့ခပေးပြီးတော့ရှစ်လို့ကားတိုင်းမှာဂျေဇုပြုခဲ့ပြီးတဲ့အဲ့ဒီသခင်ရဲ့လောက်ရကိုလက်ခံပြီးတော့ယုံကြည်ရင်အခင်းနဲ့အရာရာကဖျားသားဒါကြောင့်လို့ဒီနေ့ကျွန်တော်တို့ကဖျားသားဆိုတဲ့ဂျေဇုတော်ကြောင့်ရတဲ့အရာရာကနေပြီးတော့ကိုရောဆိုပြီးတော့ကျွန်တော်တို့ကရှင်ကြီးစွာဆက်ဆံဖို့လိုတယ်ဒါကြောင့်ခုသင်ဟာဂျေဇုတော်တက်ကြောင့်ဖျားသားဖြစ်ပြီးတဲ့အခါမှာအဲ့ဒီဖျားသားဖြစ်ခြင်းနဲ့မှခုနကျွန်တော်ဆရာဝန်ကဖြစ်ပြီးသင်ဆက်လို့လည်းမရဘူးပေါ်တော့လုံးလို့မရခဲ့ဒါကြောင့်ဒုထောက်လည်းမြောက်အရှုံးပေးဖို့နဲ့ကိုယ့်ကိုကျေးဇူးပြုတဲ့ဖျားကပဲမကောင်းတဲ့ຢာကနေကယ်တော့ခဲ့ပြီးတော့ကဆက်ပြီးတော့ကြီးပွားတိုးတက်ဖို့ဖျားဘုံနဲ့အတွေ့နဲ့တကိုးနဲ့ထင်ရှားလာဖို့ဆိုတာကလည်းပဲသူ့ရဲ့တတ်နိုင်ခြင်းနဲ့သူ့ရဲ့တကိုးနဲ့ကျွန်တော်ထဲမှာသူကခုနတီးခံပေးနိုင်ဖို့ခွင့်လွှတ်ပေးနိုင်ဖို့စိတ်ရှိပေးနိုင်ဖို့သူ့ရဲ့တန်ရှင်းတဲ့ကောင်းမြတ်တဲ့ဖြတ်မှတ်တဲ့ရည်ရချက်ဒီကျွန်တော်ထဲကစီးထွက်သွားဖို့ဆိုတာကကျွန်တော်ကလိုက်လို့မရဘူးကျွန်တော်ကအရှုံးပေးမှရတယ်ဒါကိုကျွန်တော်သဘောပေါက်ပြီအကြောင်းအခုနောက်ကန္တာကုနဲ့ဖျားသားဖြစ်သွားပြီအခုကျွန်တော်တို့ယုံပြီလားနှုတ်ကပတ်တော်ဝန်ခံလားဖျားသားဖြစ်ပြီလားထိုသူကိုလက်ခံသမျှသောသူတို့ကိုရောကိုယုံကြည်တဲ့သူဘာဖြစ်သွားပြီလဲဖျားဤသားဖြစ်ပြီလားလိုက်ပြီးတော့ကျွန်တော်ကဝန်ခံစေချင်ပါတယ်ခုနကျွန်တော်ဝန်ခံစေခဲ့တဲ့အရာကရှင်တော်ခန်းကြီး1နဲ့7နဲ့အငယ်7တော့တစ်ဆက်တည်းဆက်ပြီးတော့ဝန်ခံဖို့ကျွန်တော်ပြောချင်တယ်ထိုသားတို့မူကားလူမျိုးနဲ့ဆက်ဆိုင်၍ဘွာတော်တာမဟုတ်ဘယ်လိုသားမျိုးလဲထိုသားတို့ကဘယ်လိုသားမျိုးလဲ
မျိုးနဲ့ဆက်ဆိုင်တဲ့ လူမျိုးနဲ့ဆက်ဆိုင်ဖွာတဲ့တာမဟုတ်တော့ဘူးဘယ်သူပြောလဲဘယ်သူပြောလဲကျမ်းစာပြောလားယုံလားသဘောတူလားအဲ့ဒီအရာကိုဝန်ခံဖို့လိုတယ်မရှိဒါဆိုရင်ယေရှုကိုကယ်တင်ရှင်နဲ့ယုံကြည်လက်ခံလိုက်တဲ့အခါမှာဖြစ်လာတဲ့အရာကဘုရားဤတာဖြစ်လာတဲ့အရာကဘာဤတာမဟုတ်တော့လေ သာရတော်မဟုတ်တော့ လူမျိုးနဲ့ဆက်ဆိုင်တဲ့ဘာတော့တာမဟုတ်တော့ဘူးလို့သူပြောလဲ ကျမ်းစာ ချမ်းသာပြောလားဖယားပြောလားသဘောတူလားဒါဆိုရင်သင်ဟာဘုသားလေသင်ဖေဟာဘူးလေ ဘုရား ကျွန်တော်တို့ဖေဟာဘူးလေ ဘုရား ဒါကြောင့်သင်ဖေဝေးလိုက်တော့ကျွန်တော်တို့ပြောရအောင်ပေါ့ကျွန်တော်တို့ရဲ့စစ်မှန်သောအရာအတိုင်းအသက်ရှင်တတ်ဖို့ဘုရားပြောနေတာမြေကြီးပေါ်မှာတော့ဘုရားခွဲခတ်မှတာတဲ့အဖေနဲ့အမေကနေကျွန်တော်ဆင်းသက်လာဖယားအစီအစဉ်ထဲမှာရှိတဲ့အဖေနဲ့အမေကနေတားကျွန်တော်ဖြစ်လာဒါပေမဲ့အဲ့ဒီဖြစ်လာခဲ့တဲ့ဖယားအစီအစဉ်မှာရှိတဲ့အဖေနဲ့အမေဟာဖယားကိုနားမထောင်ခဲ့တဲ့အတွက်ဖယားရဲ့အကြံစီနဲ့လွဲခဲ့တဲ့အဖေနဲ့အမေဖြစ်သွားတယ်။ဒါကြောင့်ကျွန်တော်ကလည်းဖယားရဲ့အကြံစီနဲ့လွဲခဲ့တဲ့အဖေနဲ့အမေရဲ့တားဖြစ်သောကြောင့်မွေးကလေးကဖယားရဲ့အကြံစီနဲ့လွဲခဲ့တဲ့တားဖြစ်သွားတယ်။အဲ့ဒီအရာတဲ့ဒီကနေ့ကျွန်တော်တို့ချစ်ပြီးတော့ငကိုမူလတွေကဖယားဖန်ဆင်းတဲ့လူမျိုးမဟုတ်တဲ့လူဆိုတဲ့အသက်ရှင်သောတတ္တဝါဖြစ်တဲ့အာဒံရဲ့ရှိခဲ့တယ်လူမျိုးမဟုတ်တဲ့လူဆိုတဲ့အသက်ရှင်သောတတ္တဝါလက်ကျမ်းစာနဲ့ကျမ်းစာလက်ပြီးတော့ဝန်ခံစီချင်ပါတယ်တစ်ကောအခန်းကြီး15အငယ်45မှာကျွန်တော်ကလိုက်ပြီးတော့ဆိုသိချင်ပါတယ်ကျမ်းစာလာဒီကရှင်ဦးစွာသောလူအာဒံသည်အသက်ရှင်သောတတ္တဝါဖြစ်၏ဟုတ်လာသည်ယခုတွင်နောက်ဆုံးဖြစ်သောအာဒံမူကားအသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏ပထမဦးဆုံးဖယားရဲ့အချမ်းစီထဲမှာရှိတဲ့လူဟာအသက်ရှင်သောတတ္တဝါအသက်ရှင်သောတတ္တဝါလူအာဒံအဲ့ဒီအသက်ရှင်သောတတ္တဝါလူအာဒံဟာဖယားရဲ့ကြီးစွာသောထာဝရတည်သောမဖောက်ပြန်မပြောင်းလဲသောရည်ရွယ်ချက်စီမံကိန်းကိုဖယားကသူနဲ့အထောင်ထဲပေါ်ဖို့ထားခဲ့ပေမဲ့အဲ့ဒီလူသည်နားမထောင်ခြင်းတစ်ခုတည်းကြောင့်အဲ့ဒီအရာကရွေ့ရော်ပြီးတော့အဲ့ဒီဘုရားအချမ်းစီတဲ့လွဲချော်သွားတယ်။ဒါကြောင့်အဲ့ဒီမှာရှိခဲ့တဲ့သူတွေဟာအသက်ရှင်တော်သူဘုရားကိုစန့်ကျင်တော်သူဘုရားနဲ့မပတ်သက်လို့မရတော်သူအပြစ်နဲ့သက်ဆိုင်တော်သူအပြစ်ဤတာဘုရားကိုစန့်ကျင်တော်သူဤတာများဖြစ်တယ်။ဘုရားရဲ့အကျင့်စီကအပြစ်သားနဲ့ဘုရားလုံးလို့ဘုရားရဲ့အကျင့်စီကဘုရားဤတာသူမွေးလိုက်တဲ့တာနဲ့လုံးလူရဲ့အစီအစဉ်တွေကဖြစ်လာတဲ့တာနဲ့အလုံးတာမဟုတ်အဲ့တော့ခုနကလူဂရိတော်ကဖိုသားတို့မူကားလူမျိုးနဲ့ဆက်ဆိုင်၍ခွာတော့ဒါကြောင့်ကျွန်တော်အရာပြောင်းသွားပြီကျွန်တော်ကကရင်ကနေခွာတော့ကရင်ဆိုတဲ့လူမျိုးစုကနေခွာတော့တာမဟုတ်တော့ဘူးကျမ်းစာကိုသင်သဘောတူတယ်ယုံတယ်ဝန်ခံတယ်ဆိုရင်ကျွန်တော်ယေရှုခရစ်တော်လက်ခံပြရတဲ့ဒီတော်ကကျွန်တော်ဟာဘုရားဖွာလိုက်တော့တာကျွန်တော်ကဘာသာမဟုတ်ဘူးလို့ယုံရမယ်ဆိုတော့ကျမ်းစာကိုသဘောတူပြီးတော့ဝန်ခံရမယ့်အရာကကျွန်တော်ကကရင်ကနေဖွာတော့လူမျိုးနဲ့ဆိုင်တော့တာမဟုတ်တော့ဘူးဒါကြောင့်ကရင်လူမျိုးအရေးကျွန်တော်လောက်စရာအကြောင်းမရှိဘူးကျွန်တော်အဖေရဲ့အမျိုးလောက်ပဲကျွန်တော်လုပ်ဆောင်တယ်ကိုရရဒီကနေ့ကျွန်တော်ကစံစာကပြောတဲ့အရာကိုသဘောမတူတော့ကျွန်တော်ရံဖြစ်အဲ့ဒီမျိုးကိုတို့လူမျိုးကြီးတို့ငါတို့လူမျိုးတွေကိုနိုင်စားတယ်အတ္တမပြုတယ်ဒေခံစားနေတာ
တကယ်တော့ဖယားဤမွေးလိုက်တဲ့ဖယားဤတားဖြစ်တဲ့သူဟာအဖေဖြစ်တဲ့ဖယားရဲ့ဖယားအမျိုးမင်းစည်းတဲ့ရှိတော်အမျိုးယေဘရဟိမ်အမျိုးပိုင်ထိုက်တော်မူသောအမျိုးဆိုတဲ့အဲ့ဒီဂတိတော်အဲ့ဒီအချက်စိတ်ထဲမှာပဲအသက်ရှင်ဖို့ရှိရတယ်လို့ရှိကျွန်တော်ရဲ့အရာရာကဘာမဟုတ်တော့ဘူးလဲဆိုတော့ဤချင်းမှာမွေးတဲ့ဤချင်းရဲ့အတွင်းခေါ်အောက်မှာအသက်ရှင်ရမယ့်အရာရာမဟုတ်တော့ဘူးဖယားကခေါ်တော့ပြီးတော့ရွေးတော့လိုက်တဲ့ဖယားဤသားဒါကြောင့်အဖေအကြောင်းနဲ့ပြောပါအဖေဆိုတဲ့ဖယားရဲ့အကြောင်းပြောဖို့ဝန်ခံဖို့အသက်ရှင်ဖို့ကဒါဖယားရဲ့အလိုတော်ဒီကောင်းကင်မှာပြည့်စုံတဲ့လို့မြေကြီးဆိုတဲ့ဒီမြေကြီးနဲ့လုပ်တဲ့ဒီခန္ဓာအိမ်ထဲမှာခဏနေနေတဲ့ကျွန်တော်ရဲ့အသက်တာထဲမှာအဲ့ဒီဖယားလုပ်ချင်တာလုပ်ပါဖယားဖြစ်ချင်တာဖြစ်ပါကျွန်တော်ဖြစ်ချင်တာကျွန်တော်လုပ်ချင်တာတဲ့ပြည့်စုံတဲ့ဘုရားရဲ့အလိုတော်ကပို့ပြီးတော့ကောင်းနေကျွန်တော်စံစီနဲ့ရှင်ကောင်းကင်ရဲ့မြေကြီးတော့ကွာတဲ့အဲ့ဒီကြီးမားတဲ့ရည်ရွယ်ချက်အချက်စီကျွန်တော်ဖြစ်ချင်ပါလေဘယ်လိုရှောင်ရမလဲဘယ်လိုဝခံလဲခုနလိုကျွန်တော်မြေကြီးပေါ်မှာဘာမှမဟုတ်ပါဘူးဆိုတဲ့ကိုယ့်ရဲ့တတ်တဲ့အရာကိုသိတဲ့ပညာကိုလုပ်ချင်တဲ့အရာကိုလုပ်နေတဲ့အရာအားလုံးကိုစွန့်တယ်ပြီးတော့ကြီးမားသောဘုရားရဲ့ရည်ရွယ်ချက်အချက်စီကိုကျွန်တော်မြင်ပြီးတော့ဘုရားသားဘုရားမွေးလိုက်တဲ့ဘုရားသားအနေနဲ့အသက်ရှင်တယ်မေထုံတော်ဝါတာဒီဖွာတော်တာမဟုတ်တန်ရှင်တော်သားများဖြစ်တယ်ဟာလေလုယာမေထုံနဲ့တမက်ဆွဲလမ်းခြင်းကြောင့်မွေးလာတဲ့သားမဟုတ်တော့ဘူးဒါကြောင့်ကျွန်တော်တို့ကကျွန်တော်ရဲ့ mind ကို renew ကျွန်တော်ရဲ့အတွေးကိုကိုယ့်ရဲ့အရာရာကိုဘာနဲ့အစားထိုးရတယ်ဆိုတော့နှုတ်ကပတ်တော်ဆိုတဲ့ဂတိတော်နဲ့အစားထိုးရအဲ့ဒီဂတိတော်ကိုသိရတယ်အဲ့ဒီသိတဲ့ဂတိတော်များများသိတယ်အဲ့ဒီအပေါ်မှာစိတ်ချလူဟာသိတဲ့အပေါ်မှာခံစားလို့ရတယ်များများသိတဲ့အပေါ်မှာသူကများများလာခံစားတယ်ဝေစားတွေကတကယ်တော့ဒီကားကတိုက်ထားပြီးသားမကောင်းတဲ့တမိုင်းရှိပြီးသားဒါပေမဲ့သူကချိန်ဖန်များစွာဒီကားကောင်းပါလေဝေစားစကားဆိုတာဂျဘိုးကိုလိတ်ကိုဂျဘိုးဖြောင်းပြောနိုင်တဲ့စကားနေတိုင်းများများကြားတယ်သူကပြောတဲ့ကောင်းတော့အဲ့ဒီအပေါ်မှာသိတာတော့ဟုတ်ပါချင်ဟုတ်ပါပါလိဒါကပြောနေမှာနောက်စီနာရှိတော့နောက်ရစီချင်လို့ပါသူကသူ့စီးပွားတဲ့သူလည်းလုပ်တာအဲ့တော့သူ့စီးပွားတဲ့သူကကောင်းတဲ့လက္ခဏာတွေကိုအများကြီးသိအောင်အများကြီးမြင်အောင်စိတ်ကူးထဲမှာကိုလက်တွေထဲမှာခံစားချက်တွေမှာအဲ့ဒါသိတော့သူကမြင်လာကြိုက်ပြီးတော့ဆိုတော့အဲ့ဒီတိုင်းစိတ်ချပါတယ်ခံစားမိပါတယ်နောက်ဆုံးပြည့်တဲ့ချပြီးတော့ဝယ်လိုက်တယ်ဝယ်ပြီးမှလည်းအာမန်တိဆိုလိုတဲ့လေကလူဟာဘာကိုအစားထိုးပြီးတော့သိလို့လို့ဆိုတော့နှုတ်ကပတ်တော်အရေးအရာကိုသိဖို့မေထုံတော်တာဒီဖော်တော်မဟုတ်ဒါကြောင့်တင်တဲ့ကျွန်တော်ဟာလောက်ချင်တာလောက်ရပြီတန်ရှင်သွားပြီလို့ဆိုလို့မရပါဘူးကျေးဇူးတော်ကြောင့်တန်ရှင်သွားတဲ့အရာရာဘယ်တော့မှမပြတ်ဘူးအဲ့ဒီပေါ်မှာစိတ်ချပြီးတော့တင်ပြီးတန်ရှင်တော်ဖခင်ရဲ့သားအနေနဲ့အရာခတ်တွေကိုအောင်ပြီးတော့ဖခင်ကအလင်းပေးနေတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မေထုံတော်တာဒီဖော်တော်တာမဟုတ်လူအလိုအဖြစ်ဖွာတော်တာမဟုတ်လူစံတာနဲ့ကိုရွေးချယ်နိုင်လို့ကိုတတ်နိုင်လို့ကိုသဘောတူလို့ကိုကြိုက်လို့ဖြစ်လာတဲ့လူအလိုအဖြစ်ဖြစ်လာတဲ့တာမဟုတ်ထိုသူရဲ့လောက်ရကိုသဘောတူယုံကြည်လက်ခံနိုင်ရင်ဖြစ်လိုက်တဲ့ဖြစ်စေတဲ့ဘုရားရဲ့ဂတိတော်ကဘုရားဤသားသူကဲ့သို့တတ်ရှင်တဲ့သူကဲ့သို့ဖြတ်မှတ်တဲ့သူကဲ့သို့ကောင်းမြတ်တဲ့သူရဲ့ရည်ချက်ထဲမှာအသုံးတဲ့တယ်သူရဲ့အချက်စီထဲမှာအဝင်ပေးချဖြစ်တဲ့သားသူရဲ့အလိုတော်ကိုဝန်ခံပြီးတော့လက်လျှောက်နားခံပြီးတော့နေရာပေးလို့ရတဲ့တန်ရှင်တဲ့သားမိထုံတော်မဟုတ်တဲ့ညီညွတ်ခြင်းတွေကမဟုတ်တဲ့တန်ရှင်တဲ့သားလူမျိုးတွေခေါ်တဲ့ပတ်သက်တဲ့ဘုရားဤသားလူရဲ့အလိုနဲ့မဆိုင်တဲ့ဘုရားဤသားဆိုတဲ့အရာရာကိုသဘောတူဖို့
ဝန်ခံဖို့ဒီနေ့ကျွန်တော်ရည်ကြီးဆုံးဖြစ်နေတယ်ဒါကိုမသိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာစကားလေးလို့ပြောလို့မပြောချင်ဘူးယုံကြည်ချက်နဲ့တွေ့မှာမိထုခေါ်တော့ဘယ်လိုချင်အော်ဘာလဲမတွေ့ရလေကိုယ်လည်းမဆိုင်ဘူးကိုယ်ကလည်းပုံနဲ့ပြီးတော့သူကလည်းနည်းနည်းလေးနော်အသားရောင်တွေ့နေမင်းကိုနေပတ်တဲ့ဖြူတော့ကိုတန်းစီနေဆိုလို့တကယ်တော့မိတ်ဆွေဒီနေ့ကျွန်တော်ရဲ့အရာရာစံစာပြောတာကအတီးဖြစ်ပါတယ်မိတ်ဆွေနောက်တစ်ပတ်တော့ပြောတဲ့အရာကအတီးဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အရာရာဒီမှာကျွန်တော်အသက်ရှင်ဖို့ဘုရားကမွေးလိုက်တော့ဘုရားဤသားအဖေရဲ့ယေဘရဟိမျိုးမေစီစီရှိတော်မျိုးအိုင်ထိုက်တော်အမျိုးရဲ့အရာရာဒီမှာကျွန်တော်အသက်ရှင်ဖို့အဲ့ဒီအမျိုးကိုဖြစ်စေခဲ့တဲ့လူတယောက်ကြောင့်ဘုရားခင်အတော်ပြုတော့ဒီလိုအမျိုးကိုဖြစ်စေခဲ့တဲ့လူတယောက်ကြောင့်ကိုကျွန်တော်ပြောမယ်။နော်စံစာထမှာပဲဖြစ်တယ်အပြင်မှာမဟုတ်။အဲ့တော့ကျွန်တော်တို့ဒီလိုအရာဖြစ်ပြီးတော့ဘုရားဤသားဖြစ်လာဖို့ဘုရားကိုဝန်ခံခြင်းနာခံခြင်းနဲ့အစီခံသုံးခံခဲ့တဲ့လူတယောက်ရဲ့အရာအသက်တာကြီးကြဖြစ်သူ့ရဲ့အသက်တာကမှအဲ့ဒီဘုရားပြောတဲ့စကားဘယ်လိုနားထောင်လဲဘယ်လိုဝန်ခံလဲဘယ်လိုနေရာပေးတယ်ဆိုတော့ကြည်ချမ်းပြီးကျွန်တော်ရဲ့အသက်တာထဲမှာလည်းအဲ့ဒီလိုနေရာပေးစီခြင်းနဲ့နေစီခြင်းနဲ့ဆုံးဖြတ်စီခြင်းနဲ့ဆိုတဲ့အရာကိုကျွန်တော်မြင်ဖို့ဖြစ်တယ်။အဲ့တော့တမိုင်းဆိုတာကျွန်တော်ပြန်လို့ပြန်ချစ်ဖို့မဟုတ်ပေမဲ့ဒီကနေ့ဖခင်ရဲ့တမိုင်းကတော့ဘယ်တော့မှမပြောင်းလဲဘူး။ဖခင်ရဲ့ရည်ရွယ်ချက်ကတော့ဘယ်တော့မှမပြောင်းလဲဘူး။ဖခင်ရဲ့ရည်ရွယ်ချက်ကမနေ့ရက်နေ့နောက်ကာလမပြောင်းလဲတော့ကြောင့်မနေ့ကပြုခဲ့သောအရာကြီးကျွန်တော်တို့ဟောင်းသောအရာလို့ကျွန်တော်ကထင်နေတယ်။တကယ်တော့ဖခင်ရဲ့ဒီလိုစကားမှာဖောက်ပြန်တော့ကြောင့်ကျွန်တော်ကကျွန်တော်ရဲ့အုံနောက်တည်နေတဲ့ကျွန်တော်ကတီးထလိုက်တာအဲ့ဒါဒိတ်တော်ကမကောင်းတော့ဘူးဒါသူ့ရဲ့အလုပ်လေဥမာကြည့်လောကမှာတီထွင်လိုက်တဲ့ပစ္စည်းတွေဘလောက်ပဲထူးဆန်းနေစီဘလောက်ပဲအော်နဲ့နေပြီးတော့ဆန်းကျင်နေစီဖြစ်လာခဲ့တဲ့ဖုန်းတွေမော်ဒယ်တစ်ခုပြီးတစ်ခုတောင်ပြောင်းသွားတယ်ပို့ပြီးတော့တိုးတက်သွားတယ်ဒါပေမဲ့ပို့တိုးတက်လာတဲ့မော်ဒယ်အသစ်ကိုရရင်မော်ဒယ်အဟောင်းကကျွန်တော်ရဲ့ပြေတော့မှဘာမှသင်ကြည့်စရာမရှိတော့ဒါပေမဲ့ဘယ်တော့မှမပြောင်းတဲ့ဘုရားအချမ်းစီကအဲ့လိုမဟုတ်ဘုရားရဲ့အချမ်းစီကငကိုမူလတွေကဒီရပဲအဲ့ဒါထာဝရတည်တယ်အဲ့ဒါကထာဝရဘုံနဲ့ပြည်အဲ့ဒီအချမ်းစီကိုကျွန်တော်တို့ကပထမဆုံးလူကနားမထောင်လို့တာလွဲသွားတာဟောင်းသွားတဲ့အချမ်းစီမဟုတ်ဘူးဆိုဘယ်တော့မှမပြောင်းလဲတဲ့မဟာမနောနဲ့ဘုရားရဲ့အချမ်းစီဖြစ်တယ်ဟာလေလုယာဒါကြောင့်လို့အဲ့ဒီအစအရာကိုကျွန်တော်ပြန်ကြည့်ရတယ်အဲ့ဒီအစလို့ပြောရင်အဲ့ဒီဘိုးဘင်းလို့ပြောရင်ကျွန်တော်တို့အုံနောက်နဲ့တွေ့တဲ့ကျွန်တော်တို့ကြိုက်တဲ့ကျွန်တော်တို့ဂိုင်းနဲ့ပတ်သက်တဲ့ကျွန်တော်တို့လူမျိုးနဲ့ပတ်သက်တဲ့ဘိုးဘင်းကိုပြောတာမဟုတ်ရှမ်းစာကပြောတဲ့ဘိုးဘင်းဖြစ်တယ်ဟာလေလုယာဒါကြောင့်ရှမ်းစာတွေကဖခင်ရဲ့အချမ်းစီကိုအာရုံလွဲချော်ခဲ့တယ်လူသားတယောက်လုံးဖခင်ရဲ့ရွယ်ချက်နဲ့လွဲချော်ခဲ့တဲ့အခါမှာဖခင်ကအမြဲတည်တဲ့သူ့ရဲ့အချမ်းစီကိုအကောင့်ထဲပေါ်မဲ့လူတယောက်ကိုဖခင်ကစပြီးတော့ခေါ်ခဲ့အဲ့ဒီခေါ်ခဲ့တဲ့လူနဲ့ဖခင်ကသူ့ရဲ့ချမ်းစီကိုအကောင့်ထဲပေါ်ပြီးတော့ယေရှုခရစ်တော်အဖြစ်ပြည့်စုံစေခဲ့တဲ့သူ့ရဲ့အစဖခင်ကိုဝန်ခံခဲ့ခြင်းကိုကျွန်တော်သဘောဝန်ခံပြီးတော့အဲ့ဒီအချမ်းစီထဲမှာအသက်ရှင်ဖို့ဒီနေ့ကျွန်တော်ပြောချင်တယ်တမန်တော်ဝတ္ထုအခန်းကြီး9အငယ်1ဖြစ်တယ်။เราကျွန်တော်ပြောမယ့်သူကတော့အာဗြဟံဖြစ်တယ်နော်။ဒါကြောင့်အာဗြဟံအတွက်ယက်တည်ခဲ့တဲ့ဘုရားအာဗြဟံဘုရားလို့ငါ့ကိုခေါ်ရင်ငါမရှက်ဘူးလို့ပြောခဲ့တဲ့ဘုရားဒါဆိုရင်ဒီကနေ့ကျွန်တော်ကလည်းကြွေးကြော်ကြတယ်ငါဘုရားငါတို့ဘုရားငါတို့မိသားစုရဲ့ဘုရားငါတို့ကိုးကွယ်တဲ့ဘုရားလို့ကျွန်တော်တို့ကကြွေးကြော်ပြီးတော့အသက်တာထဲမှာကြုံလာတဲ့အရာတွေကိုဘာဖြစ်လို့ကျွန်တော်တို့ကနောက်ဆုတ်ပြီးတော့ကြောက်ပြီးတော့နောက်ပြန်လှည့်သွားပြီးတော့ backslide ဖြစ်တဲ့အသက်တာနဲ့ခဏဘာဖြစ်လို့လဲတယ်လေဆိုတော့ဒီကနေ့ဘုရားအတော်ပြုခဲ့တဲ့လူနဲ့ဘုရားစီစဉ်ခဲ့တဲ့လူတွေရဲ့အသက်တာကိုကြည့်ပြီးတော့ကျွန်တော်သင်ခန်းစာယူဖို့ကျွန်တော်ခွန်အားပေးခြင်းနဲ့တမန်တော်ဝတ္ထုခန်းကြီး1ကနေပဲကျွန်တော်နည်းနည်းစဖတ်လိုက်ထိုအခါယေဘရဟိမင်းကဤစကားမှန်တော်ဟုမေးသည်ရှိသောတတိဖန်ကညီကိုဘာတို့နားထောင်ကြပါလောငါတို့အဘအာဗြဟံသည်ခံရမျိုးနဲ့မနေမီမေသောပေါ်ပါသည့်တိုင်း၌ရှိစဉ်အခါဘုံကြီးတော်မူသောဖယားသခင်သည်ထင်ရှားတော်မူ၍တင်နေသောပြည်နှင့်တကွအမျိုးသားချင်းများထဲကထွက်ပြီးလေငါပြတ်လက်တော်ပြည်သို့သွားလို့ဟုအာဗြဟံအားမိန့်တော်မူ၏ဒီကြောင့်ကတတိဖန်ဆိုတဲ့တမန်တော်ရဲ့အောက်မှာအစီခံတဲ့တင်းထ
နော်တမန်တော်မဟုတ်ဘူးတင်းအုပ်လည်းမဟုတ်ဘူးတင်းထဝိညာဉ်တော်နဲ့ပြည့်တယ်ပညာနဲ့ပြည့်တယ်အဲ့ဒီချိန်ကရှိတဲ့တင်းထောက်ရဲ့အရေးချင်းအဲ့ဒီတင်းထောက်ကဒီနေ့သူရောက်တဲ့နေရာမှာတွားတဲ့နေရာမှာဖခင်ရဲ့ယေရှုရဲ့အသေးခံခြင်းကယ်နှုတ်ခြင်းရွေးနှုတ်ခြင်းကယ်တင်ခြင်းကြောင့်ကိုအားရပါရရေဝတ်သက်သေခံတယ်အဲ့တော့ဒီလိုသက်သေခံနေယေရှုခရစ်တော်ထမ်းနောက်ပြီးတော့ကောင်းကင်တက်ကြွသွားပြီးတဲ့နောက်ပိုင်းမှာဒီနာမကိုပဲအသုံးပြုပြီးတော့သူတို့သက်သေခံနေနမိတ်လက္ခဏာဖြစ်တယ်လူတွေပြောင်းလဲနေအသင်းတော်ဟာလူ3000လူ9000တိုးလာတယ်အဲ့တော့နမိတ်လက္ခဏာနဲ့သင်းတော်ဟာငိုးထပြီးတော့ကြီးထွားလာတာကိုတွေ့တယ်အဲ့တော့အဲ့ဒါကိုကြည့်ပြီးတော့ယေရှုခရစ်တော်ကိုလူသားစာပြီးနဲ့ဘယ်မှာပဲကကြည့်လို့မရအပြစ်ရှာပြီးတော့ကားနဲ့တင်တက်ခဲ့တဲ့ယေပရောဟိတ်တွေကယေရှုရဲ့နောက်လိုက်ဖြစ်တဲ့တပည့်တော်တွေကိုလည်းပဲထပ်ပြီးတော့သူတို့ကနှိမ့်ဆက်တယ်နော်အဲ့တော့နှိမ့်ဆက်တဲ့အခါကျတော့သူတို့ဘလောက်ပဲနှိမ့်ဆက်ဒီကမန်တော်တွေနဲ့ဒီတင်းထောက်တပည့်တော်တွေကယေရှုဘယ်သူလဲဆိုတာသူတို့ကောင်းကောင်းနှလုံးသားထဲမှာယုံကြည်မှုခံပြီးတော့သူတို့ရဲ့အရာအခြေအနေကိုသဘောပေါက်တဲ့အခါမှာသူတို့ပြောတဲ့စကားကလူစကားတဲ့ဘုရားစကားဘယ်ဟာကိုနားထောင်တဲ့လဲအဲကြောင့်သူတို့ကအဲ့ဒီယုံကြည်ချက်နဲ့ယေရှုနာမကိုအသုံးပြုပြီးတော့ဝင်ကသက်သေခံတဲ့နေရာတိုင်းမှာပြောင်းလဲပြီးတော့နမိတ်လက္ခဏာဖြစ်တဲ့အခါမှာဒီယေဘရဟိတ်ကမကြည့်နိုင်ဘူး။ဒါကြောင့်ခေါ်ပြီးတော့ဆုံးမဩဝါဒပေးတယ်။အဲ့တော့ဆုံးမဩဝါဒပေးတဲ့အခါမှာယေဘရဟိတ်တွေကသူတို့ကိုသူတို့အာဗြဟံမျိုးအာဗြဟံမျိုးကနေဆင်းသက်လာတယ်လို့သူတို့ကကြွေးကြော်ပြီးတော့ပြောတဲ့အရာကိုတတိဖန်ကနေပြီးတော့ထောက်ပြတာကောင်းပြီတဲ့။အခုသင်တို့စီးတားနေတဲ့ယေရှုခရစ်တော်ဆိုတဲ့ပုဂ္ဂိုလ်ဟာဘယ်နယ်ကဆင်းသက်တာလဲဆိုတာကိုသင်တို့ကိုကျွန်တော်ပြောပြမယ်ဆိုပြီးတော့သူတို့ရဲ့မျိုးရိုးအစအာဗြဟံကိုစပြီးတော့သူကစကားစပြီးလိုက်တယ်အဲ့တော့အာဗြဟံဆိုတာဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့တတိဖန်ကညီကိုတို့နားထောင်ပါငါတို့ဘာအာဗြဟံဒီခံရမျိုးနဲ့မနေဘူးမေတော်ပေါ်ပါမိတိုင်းနိုင်ရှိတဲ့ကဘုံချီတော်မူသောဘုရားသခင်သူ့ကိုထင်ရှားတယ်မက်ဆိုပိုတေးမီးယားဆိုတဲ့နေရာဒေသယူဖရိနဲ့တိုက်ဂရစ်မြစ်ကြားမှာရှိတဲ့နေရာဒေသထာဝရဘုရားကိုမကိုးကွယ်ပဲစန့်ကျင်ပြီးတော့နတ်ဘုရားများကိုကိုးကွယ်ပြီးတော့ရုပ်တုတွေကိုကိုးကွယ်ပြီးတော့ကျင့်တဲ့ကြီးထွားခဲ့တဲ့နေရာဒေသမှာအာပြန်ဆိုတဲ့သူကအဲ့ဒီမှာနေထိုင်ကြီးပြင်းလာခဲ့တာဖြစ်တယ်အဲ့တော့အဲ့ဒီနေထိုင်ကြီးပြင်းလာခဲ့တဲ့နေရာမှာနော်အဲ့ဒီခါနာမျိုးမှမဒီမှာအဲ့မှာရှိတယ်တဲ့အဲ့လိုရှိတဲ့အခါမှာဘုံကြီးတော့ငါတို့အဖကသူ့ကိုလာစကားပြောတယ်အာပြန်ဆိုပြီးတော့လာစကားပြောတယ်ဇလအချုပ်ခဏရင်ကျင်းပြောရင်အဲ့ဒီစကားကိုကြားပြီးတော့အာပြန်ကထွက်လာပြီးတော့မှဣဇက်ယာကုပ်အဲ့တိုင်းမှာနေပြီးတော့ဣသရေလဆိုတဲ့လူမျိုးဖြစ်လာတယ်ဖြစ်လာပြီးမှဘုရားကသူ့ရဲ့အစီအစဉ်နဲ့အကြံစီတိုင်းအဲ့ကျုံဘွားကနေခေါ်ထုတ်လာပြီးတော့ဣသရေလတိုင်းပြည်ဣသရေလတိုင်းပြည်ကိုခေါ်လာပြီးတော့အဲ့လူမျိုးထဲမှာပဲယေရှုဆိုတဲ့ဘုရားကဆင်းသက်လာပြီးတော့လူသားဇာတိခံပြီးတော့လူတွေတလောကလုံးအတွက်အပြည့်ရဲ့အခါအတွက်အပြည့်နဲ့ပြည့်နေသွားတဲ့ညီကြီးတွေလုံးမှာရှိတဲ့လူကိုကယ်လို့အဲ့မှာကယ်တင်ခြင်းကိုပြုပြီးတော့သူကကယ်လို့ပြီးတော့ကောင်းကင်တက်ကြွသွားတယ်သူ့ရဲ့နာမကိုယုံကြည်တော်သူတိုင်းဟာကယ်တင်ခြင်းတော့ရောက်တယ်ဆိုပြီးတော့အဲ့ဒီအချမ်းစီအစအဆုံးကိုသူကအာပြန်ကနေတနရရဲ့အဘအာပြန်ဆိုတဲ့အကြောင်းကနေစပြီးတော့ရှင်းပြလိုက်တော့သူတို့မြင်လို့မရအချီးကျင့်စစ်ဆိုတာဘာငါတို့ဆိုတာယေရှုကလူစားပြီးရှိတဲ့အချိန်မှာလည်းလေအဲ့ဒီဖာရိရှဲကိုပြည့်ပြည့်ပြောတာမင်းတို့အာပြန်ရဲ့သားလို့ကပြောတယ်အာပြန်အချစ်ကိုစမ်းမှမရှိဘူးဘုရားယေရှုကတက်ပဲပြောတယ်အာပြန်သားဆိုတာငါကြောက်တဲ့ကနေဖြစ်အောင်ဘုရားကလှုပ်လိုက်တယ်မင်းတို့ကလည်းအဲ့ဒီအာပြန်ရဲ့အချစ်ကိုစမ်းမှမရှိတနည်းအားဖြင့်အဲ့ဒီဖာရိရှဲတွေကလည်းဘုရားရှိခိုးတယ်တရားမှုလုပ်တယ်တရားဟောတယ်ဇေဘတ်ကိုပေးတယ်ရစ်ပူဇော်ခြင်းမှုကိုပြုတယ်စီးစနစ်ကြတဲ့သူတို့အသက်ရှင်ပြီးမဲ့ယေရှုသူတို့နားမှာရှိတာသူတို့လက်ခံဖယားဘာသာတရားကဖယားကိုမမြင်ဘာသာရလို့ကောင်းအောင်လို့ကြည့်လို့ယေရှုကငါဖယားဤသားဟာယေဘရဟိမင်းကဘာစကားကြည့်တယ်ပြောမင်းဟာမာရိနဲ့ပြောတဲ့တာသူတို့တော့မှတတ်ရှင်းအောင်စ조사ပြီးတော့ကြင်ကြံပြီးတော့နေနေတဲ့သူတွေကြင်ကြံပြီးတော့ပြည့်ညတ်တော်ကိုလက်ဆောင်နေတဲ့သူတွေဒီလူကဘုရားကြီးကဘုရားဆော်ကားတာပဲသူတို့နားမလည်နိုင်ကျမ်းစာကိုတော့ကြည့်နေမဲ့ဘုရားကိုသူတို့မမြင်အဲ့
တိခံကိုဂင်းနေဝင်ပေါက်ပြီးတော့အဲ့မှာတော့တတိခံကမာတုရနေပြီးသွားတယ်ဆိုတော့တတိခံစပြောခဲ့တဲ့အဲ့ဒီဘုရားစခေါ်ခဲ့တဲ့အာဗျံဆိုတဲ့အတ္တတာလေးကိုကျွန်တော်ကပြောချင်တယ်အာဗျံဘယ်မှာလဲဆိုတော့မယုံကြည်သူနေရာမှာဘုရားကိုကိုယ်ွယ်တဲ့ယုတ်တုကိုကိုယ်ွယ်တဲ့အတိုင်းအဝန်းမှာအသက်ရှင်လာတဲ့ကြီးပြင်းလာတဲ့အဲ့ဒီအတွေ့ခေါ်အဲ့ဒီယဉ်ကျေးမှုအဲ့ဒီအတိုင်းအဝန်းအဲ့ဒီလှုပ်ရှားမှုနဲ့အသက်85နှစ်လုံးထိအဲ့ဒီတဘာဝနဲ့ပြည့်နေပြီခဲ့တယ်ဒါပေမဲ့ဘုရားဆိုတာဘုသူ့ကိုမှပျက်စီးခြင်းလို့ရောက်စေခြင်းကအလိုရှိတော့ဘုရားဟုတ်တယ်ဘုသူ့ကိုမှနော်မပျက်စီးစေခြင်းနဲ့ဘုရားကအရောက်တိုင်းကိုနောင်တနဲ့ဥထုကိုပြန်လဲလာဖို့အလိုတော်ရှိတော်ဘုရားကလူဒန်းစားတိုင်းကိုခေါ်အာပြန်ခေါ်လို့ခုနမောရှိပဲခေါ်မောရှိကိုခေါ်လို့ဟိုမောဆိုမကိုလည်းဘုရားကခေါ်မောဆိုမကိုခေါ်လို့ဟိုအချစ်ပြည့်နေတဲ့ရှမာရိမျိုးသမီးလည်းဘုရားကခေါ်ရှမာရိမျိုးသမီးလာမဟုတ်လောဘကြီးနေတဲ့ဇက်ကဲကိုလည်းဘုရားကခေါ်တနည်းအားဖြင့်လူဒန်းစားလူတိုင်းအခြေအနေတိုင်းမှာရှိတဲ့ကိုဘဝဟာဘုရားနဲ့ဝေပြီးတော့ဘုရားအချမ်းစီအောင်မှာပျောက်ကွယ်နေတဲ့လူတိုင်းဟာဘုရားရဲ့အချမ်းစီတဲ့ကိုရောက်လာဖို့ဘုရားက point out လုပ်ပြီးတော့တနေရာတစ်မျိုးပုံစံတစ်ခုချင်းစီတိုင်းမှာရှိတဲ့လူတိုင်းဟာအသက်ရှင်တဲ့ဘုရားရည်ရွယ်ချက်နဲ့အချမ်းစီကိုမြင်ဖို့ဝန်ခံဖို့ဘုရားကလာခေါ်အဲ့ဒီထဲမှာပထမဆုံးအားဖြင့်ဘုရားလာခေါ်တယ်နောက်ဆုံးပြည့်စုံရာခတ်တိပါပါဘသူ့ကိုဆိုသူ့ကိုယုံကြည်လက်ခံရင်သူ့အချမ်းစီကိုသဘောတူရင်သူ့ရဲ့အသက်တာသူ့ရဲ့ဂရုဏာကျေးဇူးအချက်စီအဖြစ်ဒီလူဟာဘဝကောင်းနေပြီးတော့အသက်တစ်ဖန်ဖခင်ရဲ့လိုတော်ထဲမှာအသက်ရှင်နိုင်တဲ့အရာအခွင့်အရေးရှိတယ်ဆိုတာကိုဘုရားပြ။ဘာကြောင့်လဲဖခင်အချက်စီကလူပြည့်ဖြစ်တယ်။ညီကြီးပေါ်မှာလူအပ်ဖြစ်တယ်။လူလို့ပြောရင်လူကတမိုးရဲကဖခင်ဆန့်ကျင်ခဲ့တာအကြောင်းမျိုးကြောင့်ဖခင်နဲ့ဝေးခဲ့တယ်။အဲ့ဒီလူအားလုံးကိုဘုရားကသူ့ရဲ့အချက်စီထဲမှာရောက်လာစေခြင်းတော့သူ့ရဲ့အကျဉ်းစီကိုခံစားစေခြင်းပဲအာပြန်လာတော့အာပြန်ရုပ်တုကိုတစ်သက်လုံးပို့ပေါ်ရလို့ဖယားအတန်ကြားတယ်ဖယားအတန်ကပြောဆိုအာပြန်တင်နေတော့ပြည်နေတကွာအမျိုးသားချင်းများထဲကထွက်ပြီးနေငါပြက်လက်တော့ပြည်တို့တွားလို့အာပြန်အားမိတ်တော်မူပြီနော်အာပြန်အသက်လုံးရုပ်ထုကိုကိုးကွယ်ပြီးတော့အဲ့ဒီအတွင်းနဲ့ရှိနေခဲ့ပြီနဲ့ဒီနေ့တော့အသက်ရှင်တဲ့ဘုရားဘုန်းကြီးတော်ဘုရားကောင်းကင်ရဲ့ညီကြီးကိုဖန်ဆင်းတော်ဘုရားရဲ့စကားတန်ပြချတယ်။ရှားလိုက်တာနဲ့သူပြောတဲ့ဘုရားရဲ့စကားကသူကြားတဲ့ဘုရားရဲ့စကားကကြည့်အဲ့ဒီစကားကသူ့ရဲ့ဘဝသူ့ရဲ့အတွေ့သူ့ရဲ့ခံယူချက်သူ့ရဲ့ဆုံးဖြတ်ချက်သူ့ရဲ့ဥတီချက်အကုန်ပြောင်းသွားတယ်။ဒါကြောင့်အရေးကြီးတာကဘာလဲဆိုတော့ဘုန်းကြီးတော်မူသောဖခင်ရဲ့စကားတန်တင်နာခံတယ်။အဲ့ဒီစကားကအခုကျွန်တော်တို့ဖခင်သားဖြစ်စေတဲ့ဖခင်ရဲ့စီမံကိန်းရွေးချက်မှာပထမဦးဆုံးဝန်ခံခဲ့ရတာကျွန်တော်အဲ့ဒီယူခဲ့တယ်။ဒါကြောင့်ဖခင်စကားဘလောက်တကူနဲ့ပြည့်တယ်လူရဲ့အသက်တာကိုလုံးဝပြောင်းပြန်ပြောင်းလဲစေတယ်ဆိုတဲ့သူ့ရဲ့အခြေအနေကြည့်ချင်အဖြစ်ဒီကနေ့ကျွန်တော်ဒီမှာရှိတဲ့ယုံကြည်သူညီကောင်မမိဘတွေကိုသိစေချင်တဲ့ຢာကဘုရားစကားကိုနားထောင်နေချင်ဘုရားဂတိတော်နဲ့အကျင့်စီကိုရွေးချယ်ဖို့ချင်ကျွန်တော်မှာကောင်းတဲ့အကျင့်စီအများရှိကျွန်တော်မှာစံကြတဲ့ဒီထနိုင်တဲ့အစွမ်းကြီးအများရှိဒါပေမဲ့ဘုရားပြောတယ်ဘုရားစကားလည်းအဖြစ်ဖြစ်လူရဲ့အကျင့်စီကဘလောက်ထူးခြားစမ်းကြယ်တယ်ထာဝရဘုရားအကျင့်နဲ့ဒီမှာဖြစ်တော့ကြောင့်ဒီကနေ့ဘုရားပြောတဲ့စကားကိုရှိတဲ့အကျင့်စီအတွေ့အခေါ်အားလုံးထက်ကဦးစားပေးဖို့ဒီကနေ့ကျွန်တော်တို့သက်သေခံနေခြင်းဖြစ်တယ်။နော်ဒါကြောင့်အာဗျာကဘုရားစကားကိုကြားတဲ့အခါမှာဖေဖေခန်းကြီးဆက်တဲ့အငယ်ရှင်းမှာကျွန်တော်ဖတ်မယ်။လိုက်ပြီးတော့ဆိုပြပါ။အာဗျာသည်အမွေခံရတဲ့တန်တော်ဒီတို့ထွက်သွားမိအကြောင်းဘုရားသခင်ခေါ်တော်မူသောအခါမိမိသည်sorry သူသည်အဘယ်ရက်တော့တွားဒီကိုတိုင်မသိပဲနဲ့ရှုံကြည့်ခြင်းအဖြစ်နားထောင်ရထွက်သွားတယ်တေးကြီးတယ်ဂတိအပြန်ဒီအမွေခံရတဲ့တန်တော်ဒီကိုထွက်သွားမိကြောင်းဘယ်နေရာကမှရှိတဲ့နေရာကလည်းဘယ်နေရာကလည်းရုပ်တုဘူးပဲနေရာဘယ်နေရာကလည်းဘုရားကိုဆန့်ကျင်တဲ့နေရာထွက်ဖို့ဘုရားခေါ်ဘုရားက
လူနဲ့အလုပ်လုပ်ချင်သိကျင်နေတဲ့သိကျင်နေတဲ့သိကြိုက်တဲ့အတွေးခေါ်ထုံးစံထဲမှာဘုရားလာနေတော့အဲ့ဒီထွက်လာတယ်ဒါပထမဆုံးဘုရားရဲ့လူကိုကယ်လို့မဲ့ဒီစီမံကိန်းမှာရှိတဲ့လူကိုဘုရားခေါ်တဲ့အခါအဲ့ဒီခေါ်အဲ့ဒီမှာဘုရားတော်လို့ဘုရားလုံးနဲ့နေရာရှိတယ်ဘုရားလုံးနဲ့ပုံစံရှိတယ်ကျွန်တော်ပုံစံမဟုတ်ဘူးကျွန်တော်အကြိုက်မဟုတ်ဘူးဒါကြောင့်အလိုတော်ဒီကောင်းကင်မှာပြည့်စုံစေပါဆိုတာကဘုရားရဲ့အလိုတော်ကကျွန်တော်ကိုကျင့်အောင်ဘုရားလာတော့ပြင်မယ်အဲ့လိုအာမမခံတာဘူးဘုရားရဲ့အလိုတော်ကိုကျင့်တဲ့ချမ်းသာကိုလုံးထဲမှာယောဘဘုရားရဲ့အလိုတော်ထဲမှာမိသားစုအားလုံးဘုရားဖယ်လိုက်ဘုရားမလိုတဲ့အရာကိုဘုရားဖယ်လိုက်ဘုရားရဲ့အချမ်းစီထဲမှာယေရှုသားတော်ကာလကြီးအသေးခံပြီးတော့ဆက်ပြတဲ့အသက်တာနဲ့သူ့စကားသူ့လိုတော်ကိုပြည့်စုံဖို့ဘုရားကလုပ်လိုက်တယ်ဒါဘုရားလိုတော်ဘုရားလိုတော်ဟာကျွန်တော်ကြိုက်တဲ့ပစ္စည်းဖြစ်ချင်တာဖြစ်တယ်ကျွန်တော်ကြိုက်တဲ့လူဖြစ်ချင်တာဖြစ်တယ်ဘုရားလိုတော်ထဲမှာရှိတဲ့နောမီသူ့ယောက်ျားနဲ့သူ့သားနဲ့ကိုဘုရားဖယ်လိုက်တယ်သူ့အထင်ကြီးတဲ့ရုသကိုထည့်ပေးလိုက်ရမယ်အလိုတော်ပြည့်စုံပါစေတော့ပြောရင်ကျွန်တော်ဒီပြင်းနေတာကကျွန်တော်လိုချင်တာဘုရားလုပ်ပေးပါမဟုတ် sorry ဘုရားတဲ့နဲ့ကျွန်တော်အပြီးခေါ်တယ်လို့ဘုရားပြောဒီကတဲ့ပြီးခေါ်တယ်မတော့နဲ့လို့ကျွန်တော်ပြောတာပေါ့ဘုရားဟာကြီးမားကျေပြတ်အောင်နဲ့တော့ကောင်းတယ်ဒါကြောင့်အာရန်ကိုဘုရားခေါ်တဲ့အခါမှာအာရန်ဒီဘုရားရဲ့အတန်ကိုကြားတယ်ကြားတော့ကြည့်မွေခမ်းတော့ပြီးတော့ဖတ်သွားပြီးကြောင့်ဘုရားကြီးခေါ်တော်မူသောအခါခဏတခြားကြီးတဲ့အရာတွေဒီစကားမှကြည့်သူဒီအဘယ်ရောက်သွားပြီးကိုယ်တိုင်မသိဘူးစိတ်ချနေတာဘုရားစကားဆွဲလန်းနေတာဘုရားစကားမျော်လင့်နေတာဘုရားစကားအောက်မေ့နေတာဘုရားစကားသူ့ရဲ့ဥတီယာသူ့ရဲ့မျော်မှန်းရသူရှင်းရှင်းလေးပြောပြီးဘယ်ကိုသွားလဲကိုယ်တိုင်မသိဘူးအရှိမဘာဖြစ်လဲမသိဘူးအရှိမဒုက္ခလားအရှိမချမ်းသာခြင်းလားအဲ့ဒါကိုမျော်လင့်ပြီးတော့နိုင်နေတာမဟုတ်ဘူးဘုရားစကားကိုနားထောင်ပြီးတော့လိုက်ဘုရားအလုပ်ကိုဝန်ခံနေပြီဘုရားစကားကိုလည်းနားထောင်ပြီးဒီနေ့ကျွန်တော်ဘုရားလည်းလုပ်ချင်ဘုရားဒီပေါ်လေးတော့ပြီးတော့တရားလေးတော့ပြီးတော့ဘုရားကြီးအကြီးဆုံးအလုပ်ကိုလုပ်တယ်လောကလုံးမှာရှိတဲ့လူတွေကိုကယ်တဲ့စီမံကိန်းကိုအစပြုတဲ့လူကိုခေါ်တဲ့အခါဘုရားကသူ့စကားနဲ့အသက်ရှင်စေသူ့စကားနဲ့အသက်တာနဲ့ခံစားစေသူ့စကားကိုလည်းတွေးစေသူဒီအဘယ်ရောက်သွားဒီကိုကိုယ်တိုင်မသိရကင်းစကားကိုယုံကြည်နားထောင်ဒါဆိုရင်ဘယ်ရက်လဲအရှိကအနောက်လားတောင်လားဆိုတာတဲ့ဒီနေ့ဒီတိုင်းတော့နားသွားတော့သွားဘယ်လိုသွားလဲဘုံမျိုးလားဒီမျိုးလားဘုံနိုင်ငံလားဒီနိုင်ငံလားဆိုတာတဲ့နေ့တိုင်းမှာတေချာတာပုံကြည့်တော်မူတဲ့ဘုရားစကားအဲ့ဒီဘုရားစကားကိုကြားတဲ့အခါ95နှစ်လုံးပေါင်ပတ်သက်ခဲ့လက်ချက်ခဲ့ကျင့်နေတာခဲ့လက်သက်ဆွေးနေတာခဲ့အတွေ့ရုပ်ကိုရှုပ်လို့ရှိရုပ်နဲ့ပတ်သက်တဲ့အတွေ့ခေါ်ရင်ချင်းလုံးကြောင်းဘုရားကိုယုံတယ်လို့ပြောတာချက်ချင်းအတွေ့အကြုံဘုရားအတန်ကိုကြားပြောဒီထဲမှာဝန်ခံတဲ့အခါချက်ချင်းအတွေ့အကြုံအတွေ့ခေါ်အပြုလို့အလုပ်တယ်အပြောဆိုတော့ဥတီချက်တော့ပုံစံအကုန်ပြန်ဒီနေ့တပြားစကားကြားလို့ဘုရားစကားနဲ့ကိုယ့်ရဲ့အသက်တာကိုမြင်ရပေးလို့ရတော့ကျွန်တော်တို့ခုနကထောင်သွားတဲ့မောရှိကိုဖြစ်ထောင်သွားတဲ့အော်လို့ပုတ်ကိုဖြစ်တယ်ဒီကြောင့်ဒီအရေးကြီးတဲ့ဘောပေါက်ထပ်ပါတဲ့အခါစပိုင်သူတစ်ပါးပိုင်တော့ဒီနိုင်ဧည့်သည်နေတယ်လို့ဂတိတော်နဲ့ဆက်ဆံတော့ဒီနိုင်ယုံကြည်ခြင်းအဖြစ်ဧည့်သည်ဒီလိုနေရာကျွန်တော်တို့တဲ့အိမ်ဒီကိုပြောက်လိုက်ပုံနဲ့ကျွန်တော်တွေ့လို့ယူကြည့်စကားဘာမို့ဒီအချက်ရှိနေလို့ဘယ်ဆိုကြဒီမှာဒီမှာနေတော့ဘယ်လိုလဲတကယ်ကိုယ့်အိမ်ကိုခံစားအခုတော့ခံစားရတယ်
အရှင်လောက2003ကနေ2009လောက်4နှစ်လုံးလုံးဒီနေ့တကယ်ဆိုသူတီကြအနေနဲ့လက်နေရပဲအမြဲတမ်းနေနေရဲ့ဒါပေမဲ့ကိုယ်အိမ်ကိုအဲ့ဒါနေတာအဲ့ဒါတော့အားပြန်ကြည့်သူတပါပိုင်လို့သူများပြီမှာကိုယ်ပြီလို့ဘလို့မှအတိအကျမခံစားနိုင်ဒါပေမဲ့အဲ့ဒီသူတပါပိုင်တဲ့ပြီမှာဧည့်သည်လို့မြင်နေမဲ့သူကညှော်လေးချင်းကျွန်တော်ညီကိုပြောရစကားသူ့ရဲ့ညှော်လေးချင်းကဖယားသူ့ရဲ့အောင်လေးချင်းကဖယားဒီဘောပေါက်ပြီးတော့ဝန်ခံတက်လာတယ်သူကျင်းရတယ်ဒီညမှာနေရရအောင်သူစိတ်ချပြီးတော့ကိုယ့်အိမ်ကိုကိုခံစားသွားအခုအပြင်တကယ်တော့ဘသူမျက်နှာမှကြည့်စရာမရှိဘသူကိုမှလည်းမျောလေးစရာမရှိအတန်လည်းမရှိဆွေမျိုးလည်းမရှိသူတပါအိုင်တော့ဒီလိုက်ဧည့်သည်ဟာအရှင်ကကိုယ့်အိမ်ကိုသဘောထားပြီးနေပါလို့ဘလောက်ပဲကျင့်နာနဲ့လူလူနဲ့ပြောဧည့်သည်ရဲ့ခံစားချက်ကဧည့်သည်လို့ပါပဲအိတ်တော့အိတ်တာပါပဲဒါပေမဲ့ကိုယ့်အိမ်မှာဆိုရင်ဟိုရှိဟုတ်ကောင်းစိတ်ချဒီမှာတော့အကောင်းစားနေရအကောင်းစားအဲ့ခံပေးပါတယ်အိမ်ရှင်တို့ကိုယ့်အိမ်လိုသဘောထားပြီးနေပါလို့ပြောနေတယ်ဒီထဲမှာအဲ့ဒီရတော့ခံစားမယ်ဒီထဲမှာတော့ဧည့်သည်တနည်းအားဖြင့်အဝင်ဝင်ကြတာဖြစ်မကောင်းတာပြောတာကိုယ့်ထဲမှာအဝင်ဝင်ကြတာဖြစ်ဒါပေမဲ့အဝင်ဝင်ကြမဖြစ်တဲ့အခြေအနေတွေကပဲသူတစ်ပါးပိုင်တော့ပြီးနေဧည့်သည်ကြီးကြီးထိုဂတိတော်ဤအမွေကိုရတော့အဖော်ဖက်ပြီးတော့ဣဇက်ယာကုပ်လို့တဲလိုက်သူကဖယားနောက်လိုက်လာလေအစုံခုကြီးကြီးတဲ့ညော်နေပြီးတော့လိုက်လာချမ်းသာကြွယ်ဝဖို့ပဲသူညော်နေသူဖယားစကားသူပြောတဲ့စကားကြီးအချမ်းကားတဲ့ဖယားသခင်တီထောင်ပြုစုတော်မူသောခိုင်ခန့်သောမြို့ကိုညော်နေသည်အဲ့ဒါကြီးတယ်အဲ့ဒါပါလေဖယားစကားအဲ့ဒါပါလေဖယားရဲ့အတန်ဖယားရဲ့အစီအစဉ်ဖယားရဲ့အကြံစီဖယားရဲ့လောလောဝန်ခံတဲ့ကျမ်းစာမှာဖတ်ပေးနေဘယ်လိုသိဖယားရဲ့လောလောကိုပိုင်းခြားတဲ့ကျမ်းစာတင်နမတက်ဘယ်လိုသိဒါကြောင့်မိုးဆိုးမိုင်းမှာအေလိယာကမိုးဆိုးမကူညီတောင်းလို့သူရောက်လာတယ်ကျမကကျွေးရှင်ကနာသိန်းတော့မှကြုံလို့လိုက်တော့မှငါပါတော့ပြရမယ်မင်းတို့ကဘာရှိတယ်စီတဲ့အိုးကလည်းပြီးတော့ဘာမှမရှိဘူးယူခဲ့ပါအိုးသွားငါပါတကယ်တော့ဘာမှမရှိပေမဲ့ရှိတဲ့အိုးကစီဖြစ်လို့ရတယ်ဘာမှမရှိရင်သာစီကဖြစ်ချင်ရင်ဖြစ်လို့မရအိုးကလေသူ့သားတစ်ယောက်ဂျုံဘောကလွတ်မဲ့တစားလာဖြစ်သွားတယ်ဒီမဲ့ဒီကနေ့ကျွန်တော်နောက်ကားလေးလူငယ်တွေများစွာစာတရဲ့ကြုံပြီးတော့ဖန်ဆီးခံရမယ်အခွင့်အရေးတွေလာလာနေများရှိဖယားကကဲ့စီဆိုတဲ့ဝိညာဉ်တော်ကအလုံးလုံးချစ်အိုးဆိုတဲ့တောင်းခံကျွန်တော်ကနေရမှာဖြစ်တယ်အဲ့ဒီကလေးတွေကြုံသွားကလို့အဲ့ဒီလူတွေကဲ့ချင်ရဖို့အဲ့ဒီလူတွေနေရကလို့တင်တဲ့ကျွန်တော်ပြောရမှာပေါ့ဝိညာဉ်တော်ကအလုံးလုံးဒါပေမဲ့ကျွန်တော်ကဝိညာဉ်တော်ရဲ့ဖယားဟာနဝိညာဉ်ဖယားရဲ့လက်ဟာကျွန်တော်ဖြစ်ရမှာပေါ့နဝိညာဉ်ဖယားရဲ့နှုတ်ဟာကျွန်တော်နှုတ်ဖြစ်ရမှာပေါ့နဝိညာဉ်ဖယားရဲ့ခြေထောက်ကကျွန်တော်ဖယားကျွန်တော်ရဲ့ခြေထောက်ဖြစ်မှာအဲ့ဒီနဝိညာဉ်ဖယားကျွန်တော်ထဲကသွားမှာကျွန်တော်ရဲ့လက်ကပေးမှာကျွန်တော်ရဲ့နှုတ်ကပြောတဲ့အခါမှာအဲ့ဒီနဝိညာဉ်ဖယားရဲ့တန်ရှင်ဝိညာဉ်ဖယားပြောတဲ့စကားကိုကြားလိုက်တောင်းလိုက်မှာပေါ့အိုးမရှိတဲ့တော့စီနေရယူလို့မရဘူးကော်ဖီတောက်လာတော့တဲ့ကိုကျွန်တော်မေးခွက်တော့တင်ယူလာပေါ့ခွက်မရှိတဲ့တော့ကော်ဖီရောလို့တဲ့ကိုကျွန်တော်ပေးလို့မရဘူးခွက်ထဲမှာအဲ့ဒီခွက်နဲ့ကျွန်တော်ကတောက်လို့ရခွက်ကတန်ဖို့မရှိဘူးအိုးကတန်ဖို့မရှိဘူးစီကတန်ဖို့ရှိတာတန်ဖို့မရှိနေနဲ့အဲ့ဒီအိုးစီအဖြစ်ခံလိုက်အဲ့ဒီအိုးထဲကလေဘုရားကတန်ဖို့ရှိတဲ့တာဘယ်လိုလုပ်တာလဲပြောတယ်အာမင်ဘယ်ရှိဘုရားရဲ့စကားကိုလည်းကျွန်တော်နားထောင်ဖို့မောင်ဆိုးမကိုဘုရားနာခိုင်းတာကျန်တော့ကမှစီပြေအိုးကြီးလာဆိုတာအိုးကြီးကကိုပြောလာအိုးကြီးကဆောင်ချက်နမိတ်လက္ခဏာဘလောက်လုံးချင်တယ်ဘလောက်ဖြစ်ချင်
ဝိညာဉ်တော်ကအိုးရှိတဲ့အတိုင်းဖြစ်သွားလိမ့်မယ်စီကတင်းတော်မှာဖြစ်နေတယ်စီကမိသားစုထဲမှာဖြစ်နေတယ်စီကတယောက်ချင်းစီထဲမှာဖြစ်နေတယ်ဒါပေမဲ့ဒီနေ့ကျမ်းစာမှာဖတ်ရတဲ့စီဆိုတဲ့ဝိညာဉ်တော်ဖွင့်ပြလို့မရဘူးဆုမတောင်းတဲ့တန်ရှင်တော်ဝိညာဉ်တော်ကအလုပ်လုပ်မရဘူးညီညွတ်ခြင်းမရှိတဲ့တန်ရှင်တော်ဝိညာဉ်တော်ကအလုပ်လုပ်မရဘူးချစ်ချင်းမြတ်ကခေါင်းပါနေတဲ့အတွက်တန်ရှင်တော်ဝိညာဉ်တော်ကအဲ့ဒီအလဲမှာအလုပ်လုပ်မရဘူးအိုးဆိုတဲ့ကျမ်းစာပတ်ခြင်းအိုးဆိုတဲ့unity အိုးဆိုတဲ့ချစ်ချင်းအိုးဆိုတဲ့ဆုတောင်းခြင်းအတ္တတာနဲ့ဝိညာဉ်တော်ကိုအဖြစ်ခံမှဝိညာဉ်တော်ကဒီနေ့အနာဂတ်ပြောင်းနေတဲ့သူတွေကိုကယ်ပါဖို့မရှိဘုရားစကားကိုကြားတတ်တယ်မရှိဒီမှာတက်တာကိုကြည့်ကြည့်လို့ကျွန်တော်ဒီအရာညာကျွန်တော်တော့ပေါ့အာမင်သူရဲ့အရာညာရုပ်အရာညာကိုဘုရားအားလုံးလို့ဘုရားခေါ်တဲ့အရာညာတွေမှာပဲဘုရားနေရာပြောင်းလာအော်ရီဂွန်ကနေဝါရှင်တန်ပြောင်းလို့ကျွန်တော်ပြောတာကျွန်တော်ဘုရားရဲ့အဝန်းဝန်းကိုပြောတာဘုရားအလုပ်လုပ်တဲ့နေရာဖြစ်ပြောဒါကြောင့်သူညော်နေတဲ့နေရာကဘုရားတကယ်ဂရိတော်နဲ့ဒီထောင်ပြုစုတဲ့ခံခံတော်ကိုလောလောဆယ်နေတာကတည်းဒါပေမဲ့သူ့ညော်နေခြင်းကတော့မလျှော့ဘယ်သူကြောင့်လဲဘုရားကြောင့်ဟာလေလုယာဘာကြောင့်မလျှော့ဆိုတာမာနကြီးနေတာမလျှော့ဘူးဆိုတာလူတွေသူ့ကိုတဲတဲ့နေတယ်လို့ပဲမြင်မြင်သူတို့ဘာပိုင်တဲ့ဒီမှာအဲ့တယ်လို့ပဲမြင်မြင်သူကလည်းကြည့်ဆိုင်သူ focus လုပ်နေတာကဘုရားသူနားထောင်နေတာကဘုရားစကားတန်အဲ့ဒီဘုရားရဲ့စကားတန်နဲ့ပဲအဲ့ဒီအနေနဲ့ပဲအဲ့ဒီတိုင်းတစ်ပါးမှာပဲခိုင်ခန့်တဲ့ဘုရားဒီလိုညောင်းနေတဲ့ကမှာဘုရားကအတိမတ်ပြီးတော့မှတ်တမ်းနေတယ်ယခုဆိုခဲ့ပြီးတော့သူပေါင်းလို့ဒီငယ်စတော့မှာကတိတော်နဲ့ဆက်ဆိုင်သောအကျိုးကျေးဇူးကိုကိုယ်တိုင်မခံရပဲယခုဆိုခဲ့ပြီးတော့သူပေါင်းလို့ဒီကတိတော်နဲ့ဆက်ဆိုင်သောအကျိုးကျေးဇူးကိုကိုယ်တိုင်မခံရပဲအဝေးကမြောင်နေတဲ့စိတ်တော်ရဲ့ဖက်ရတဲ့မိမိတို့ဒီမြေကြီးပေါ်မှာတကြုံတနိုင်ငံသားအဲ့ဒီအာဂန်ဖြစ်ဒီကိုထင်ရှားစွာဝန်ခံခဲ့ယုံကြည်ခြင်းစိတ်နဲ့တည်လို့ပါမစ္စတာယခုဆိုခဲ့တော့တယ်ကတိတော်နဲ့တို့တရှိတဲ့ကျွန်တော်ပြပေးလို့မခံရမခံရတော့အဝေးကမြောင်နေတဲ့ဖြစ်နေဒါဆိုသူ့ဆွဲရခြင်းကတရားပြောတဲ့အတိုင်းသူ့ဘဝမှာမကြောက်ရရဖြစ်မမှားဘူးဘယ်တော့မှမပြောင်းဘူးစိတ်ချတာဘုရားအဲ့ဒါဘာကြောင့်လဲကြားတော့နားထောင်တော့ဘုရားရဲ့စကားဘုရားရဲ့အတန်ဒီနေ့သင်တဲ့ကျွန်တော်ကိုခေါ်နေတဲ့ဘုရားဟာဘုန်းကြီးသောဘုရားဖန်ဆင်းရှင်ဘုရားကယ်တင်ရှင်ဘုရားဖြစ်တယ်ဟာလေလုယာတဲ့အတွက်ကိုဦးစားမပေးပါဘုရားစကားပေါ်မှာတဲ့အတွက်ကိုမြည်ပါဘုရားစကားပေါ်မှာမှန်တယ်လို့တဲ့အတွက်ကဆုံးဖြတ်ချက်နဲ့ဝန်ခံအစာထိုးပါဒါဘုရားသခင်ကြီးတော်အမှုကိုပြုဖို့အတွက်ကြီးတော်ရွယ်ချက်နဲ့အကြံစီကိုအကောင့်ထဲပေါ်ဖို့အတွက်တင့်တဲ့အရင်ချင်းကိုတောင်းနေတာမဟုတ်ဘူးဘာမှမဟုတ်တဲ့ဘုရားနဲ့ပတ်သက်တဲ့ဘုရားနဲ့အဝေးရှိတဲ့သူကိုဘုရားကသူ့ချင်စီကိုသူ့စကားနဲ့ခေါ်ထုတ်လိုက်အဲ့ဒီလိုပဲတင်းနေကျွန်တော်ကိုခေါ်ထုတ်ပြီးထိုးသူကိုလက်ခံရတော့သူပြီးတော့ကိုတော်ကိုယုံကြည်တော်သူကဘုရားတန်တစ်တန်လို့လားယုံနဲ့ရှင်တာထိုက်ကိုချင်နဲ့နိုင်နိုင်ဘယ်လိုမှမဖြစ်နိုင်တဲ့ချိန်ကအအောဝယ်မြတ်တာနဲ့ကျွန်တော်တို့ချစ်ပြီးတော့ကဲတော့ပြေလို့တဲ့ကျေးဇူးကိုလက်ခံအအောဝယ်ရရတာဘာဖြစ်လို့ချစ်လို့ဒီလိုချစ်လို့ဟာကာဖနာပြောစရာမရှိအဲ့ဒါဒီလိုပြောစရာခွဲရမယ့်အရာတွေမဟုတ်အဲ့ဒါကိုပြီးအောင်ပြီးရမယ့်အရာတွေမဟုတ်ဒီနေ့ကျွန်တော်ပြီးရမယ့်အရာကဘုရားတောင်းဖြစ်ခြင်းအပြည့်အစုံပေါ်အဲ့ဒီခါမှာဘုရားရဲ့လောက်ပါလို့ကြီးစွာတော့ဒီကြောင့်ဘုရားကလည်းဒီနေ့စတဲ့အနေနဲ့ဆက်ဆောင်ထို့ကြောင့်ဒီဘုရားဘုရားကြီးငါ့ကိုခေါ်မရှိဒီနေ့ကျွန်တော်တို့ ability ကို availability ကိုပြောတယ်။ဒါကြောင့်ကျွန်တော်ရဲ့အရာကျွန်တော်ဒီပေါ်ပါအဲ့ဒီအရာအလုံးကျွန်တော်လုပ်တာဟုတ်ပဲလေ။ဘုရားဒီလိုနေတာဖြစ်လာတယ်မျက်နှာမှာချမ်းသာဖြစ်တယ်။အဲ့ဒီချမ်းသာတဲ့ဒီနာဒီလိုတင်ဒီနေ့
ဝန်ခံအောင်နေလို့ဆိုအမေရိကကိုတင်ပြထားတဲ့ရည်ချက်ကြီးစားဖြစ်စေ။ဝန်ခံကျွန်တော်လူဖြစ်တယ်။ဘာမှမလုပ်လို့ဖြစ်တယ်။အခြေအနေတစ်ခုနဲ့နေရာမှာပွားသွားတယ်။ဒါပေမဲ့ဘုရားအချင်းချင်းတောင်းလို့ဆိုအမေရိကမှာလည်းအပြစ်ပြုတယ်။မြန်မာပြည်မှာလည်းအပြစ်ပြုနေတယ်။ဒါပေမဲ့ဘုရားရဲ့အချင်းစီကိုကျွန်တော်ဖယ်လိုက်လို့ရတယ်။ကျွန်တော်နာမခံရဘုရားအချင်းစီကိုဖယ်လို့ရတယ်။ဒါကြောင့်ဒီကြီးလားဘုရားရဲ့စကားဘုရားရဲ့အချင်းစီရဲ့ထင်ရှိတဲ့ဘုရားသားဆိုတဲ့တရားတော်ကိုဘောပါဒီနေ့တန်မာဆောက်ပြမယ်တဲ့တော့တဲ့မိသားစုတဲ့ဆွေမျိုးတွေအဲလိုစိတ်ထားနဲ့ဘုရားရဲ့နာမကိုဖြေရှားဖို့အကြောင်းရှိတယ်ဆိုတော့စိတ်ချမ်းမြေလို့ပဲဘုရားရဲ့ကျေးဇူးတင်ပါတယ်။ရောက်ဆုံးဖြစ်စေကြပါစေ။ကျွန်တော်အားလုံးကိုအားလုံးတဲ့တော့ဒီလိုချင်တယ်ကျွန်တော်ဆက်လို့ဆက်စပ်လို့ဆက်အောင်ကြည့်ရစေကျွန်တော်ဆက်ကိုရောကိုချက်လို့ဆိုတော့ကျွန်တော်ရှင်နေတယ်